အာနိသင်ထိရောက်တယ်ဆိုတာသူ့မှာပါဝင်တဲ့ပါဝင်ပစ္စည်းတွေရဲ့အာနိသင်ကိုတကယ်ကောင်းတဲ့ပစ္စည်းတွေကိုတုံးထားလို့အာနိသင်ထိရောက်တာအဲ့တော့ရွှေလာပန်ကဘာကြောင့်9မိနစ်စေလို့နာမည်ကြီးနေတာလဲဒီဗီဒီယိုမှာပြောပြပေးမယ်နော်ဒါကတနိုင်းဒေတာအတွက်ပရင်ကြောက်မြင်ဘူးကြတယ်မလားအဲ့တော့ပရင်ကြောက်ဒီကျမကြီးမှာလုံးဝအာနိသင်ကိုအထိရောက်ဆုံးပေးနိုင်တဲ့ကြောက်ဖြစ်တယ်အဲ့ဒီကြောက်ကိုပြီးတော့ဒီရွှေလာပန်မှာထည့်ပြီးတော့စိန်ပေးထားတာဖြစ်ပါတယ်နောက်တစ်ခုကကြတော့ဂျင်စင်ဒါဒီတရုတ်ဒေတာအတွက်ဂျင်စင်လေးတွေပါဂျင်စင်ကိုအချောက်ခံပြီးတော့ပပလေးလှီးပြီးတော့ဒီဆေးစိန်နဲ့အိုးထဲမှာမပြည့်တော့ထည့်ပြီးတော့စိန်ပေးတာဖြစ်ပါတယ်ရွှေလာပန်ရဲ့အရန်ကိုဈေးကြီးပြီးတော့ quality ကောင်းတဲ့ပစ္စည်းနှမျိုးပေါ့နော်ဟောဒါလေးတွေကဘာမှမုံလေးတွေလဲဆိုတော့မျိုးပြည့်တော့ Burmese product ဖြစ်တဲ့ကြောင့်မလို့မြန်မာတိုင်းရင်းဒေတာထွက်ဆေးမုံလေးတွေကိုတုံးထားပါတယ်ဒီမှာဆိုရင်မျိုးပြည့်တော့တောရှောက်တရင်ကြီးနောက်စသဖြင့်ဒီစပယ်လင်တို့လေးညင်းတို့ပေါ့နော်အမျိုးစုံဒီမြန်မာတိုင်းရင်းဒေတာထွက်ဆေးအမှုန့်လေးတွေဒါဆိုရင်ဒါလေးညင်းလေးပေါ့နော်ဆေးအမှုန့်လေးတွေအကုန်လုံးကိုဒီဆေးစိမ်အိုထဲမှာနော်ရက်ပေါင်းများစွာထည့်ပြီးတော့စိမ်ပေးထားတာဖြစ်ပါတယ်ရှင့်အဲ့ဒီအတွက်ကြောင့်မလို့ဒီရွှေလာပန်လေးอ่ะဆိုရင် Burmese product ဆိုတာကိုလုံးဝ100%ပုံဖော်ပေးထားတာဖြစ်တယ်ပေါ့နော်နောက်တစ်ခုအရန်မိုက်တာ essential oil မြပြည့်ကိုယ်တိုင်ထိုင်းနိုင်ငံတွင်တင်ထားတာဖြစ်ပါတယ်ဒါဒီဘာကမောအစ်စ်ပါနောက်တစ်ခုကဒါ rosemary အစ်စ်ပါဘာကမောဆိုအစိမ်းရောင်လေးအရန်မိုက်တယ်နောက်တစ်ခုကကြတော့အသားအရည်ကိုလုံးဝမထိခိုက်ပဲနဲ့လိမ့်စေးကိုပုံဖော်ပေးထားတဲ့ olive avocado နောက်မုံညင်းစီပေါ့နော်အဲ့ဒီကနေမှတစ်ဆင့်ရွှေလာပန်ဆိုတဲ့ quality ကောင်းတဲ့ပစ္စည်းလေးရလာတာဖြစ်ပါတယ်ရှင့်ကျေးဇူးပါ